လူအဖွဲ့အစည်းကိုပိုကောင်းအောင်လုပ်ချင်တယ်ဆိုတဲ့အခါမှာလေကျွန်တော်တို့တော်တော်များများကအပြင်ကိုပဲကြည့်ကြတာဒါမဲ့ဒီတစ်ခါမှာတော့ရှစ်ကြတဲ့အသိပညာတစ်ခုတည်းမှဝှက်ထားတဲ့အဖြစ်တစ်ခုကိုတူးဖွဲ့ကြည့်ကြရအောင်အဖြစ်ကကျွန်တော်တို့ထင်ထားရတဲ့အများကြီးပိုရွှေ့ရှင်းနေနိုင်ပါတယ်ကဲဒီမေကုန်းလေးနဲ့အရင်စကြည့်ချင်းတယ်ကိုပဲအာယုံစိုက်တာကတကူကုန်းဆန်တာလားဟုတ်တယ်မလားအထူးသဖြင့်လောကကြီးမှာပြဿနာတွေအများကြီးရှိနေတဲ့ချိန်မှာကိုကိစ္စပဲကိုလောက်နေတာကနည်းနည်းတော့တကူကုန်းဆန်ရကြမလားပို့လူများစုကတော့ဒီလိုပဲတွေးတတ်ကြပါတယ်အဲ့ဒီလိုအမြင်လွဲမှားမှုကဘယ်ကနေအစပြုလာလဲဆိုတော့လေကိုစိတ်ကိုပြန်ထုံးတတ်ဖို့ထင်းချုပ်ဖို့အလေးပေးတဲ့ရှိကြတဲ့ထင်ကြမှုတွေနဲ့လာတာပါအော်ဒါကကိုအတွင်းကိုပဲလက်ကြည့်နေတာပဲကိုအတွက်ပဲလုပ်နေတာပဲဆိုပြီးတကူကောင်းဆန်တဲ့လုပ်ရတစ်ခုလို့မြင်သွားတတ်ကြတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာရဲ့အဓိကချက်ကအဲ့ဒါနဲ့လုံးဝကိုစန့်ကျင်ပဲဖြစ်နေပါတယ်အမှန်တကယ်တော့ကိုကာကွယ်ဆောင်ချုပ်တာဟာသူတစ်ပေါက်ကိုကာကွယ်ပေးရရောက်တဲ့အထီးရောက်ဆုံးနီလန်တစ်ခုပဲတဲ့အန်အောသွားပြီးဟုတ်ကဲအဲ့ဒါဘယ်လိုဖြစ်နေတာလဲဆက်ပြီးကြည့်လိုက်ကြရအောင်ကောင်းပြီဒီ EU အစားရဲ့နောက်ွယ်က mechanism ကိုနားလည်ခြင်းတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ရှုထောင်ကိုနည်းနည်းလေးပြောင်းကြည့်ဖို့လိုတယ်ရှေးဟောင်းစီကံတွေကိုမလောက်ရဘူးဆိုတဲ့ကန့်တက်ချက်တွေအဖြစ်မမြင်ဘဲနဲ့ဒါတွေဟာတကယ်တော့ immense ကြီးကျယ်ခန္ဓာတဲ့ဘေးကန်းစွန်ကြမှုတွေပါလားဆိုတဲ့အမြင်နဲ့ချင်းကပ်ကြည့်အောင်ပါအဲ့ဒီအဓိက concept ကတော့မဟာဒါနပါပဲအမျက်ဆုံးသောအလူလိုအသေးပဲရတယ်အဲ့ဒါကဘာလူမျိုးလဲတခြားမဟုတ်ပါဘူးငါးပါးတိလကိုလုံခြုံအောင်စောင့်ထင်းတာပါပဲဟုတ်ပါတယ်အဲ့ဒီလိုစောင့်ထင်းလိုက်တာနဲ့တကိုင်းနဲ့တက်တော်အားလုံးကိုအတိုင်းရစာမရှိတဲ့ဘေးကင်းလုံခြုံမှုကိုပေးလူလိုက်တာနဲ့အတူတူပါပဲဆိုတော့ဒါလီကစီကန်းတက်မဟုတ်တော့ဘူးလောကကြီးတစ်ခုလုံးကိုပေးတဲ့တံပိုးဖြတ်နိုင်တဲ့လက်ဆောင်တွေဖြစ်တော့ပါတယ်ပထမဆုံးလက်ဆောင်ကိုကြည့်အောင်အဲ့ဒါကတော့အသက်ပါသူတစ်ပါးအသက်ကိုမတက်ဘူးမငြင်းဆဲဘူးဆိုတဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကမရေမတက်နိုင်တဲ့တက်ရှိအားလုံးကိုအသက်ဆိုတဲ့အဖိုးတန်လက်ဆောင်ကိုပေးနေတာနဲ့အတူတူပါပဲဒုတိယလက်ဆောင်ကတော့လုံခြုံမှုပဲသူများမပေးတဲ့ပစ္စည်းကိုမယူဘူးမခိုးဘူးဆိုတာကလူတိုင်းကိုငါပစ္စည်းတွေလုံခြုံပါလားဆိုတဲ့စိတ်အေးချမ်းမှုလုံခြုံစိတ်ချမှုဆိုတဲ့လက်ဆောင်ကြီးကိုပေးနေတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တယောက်ချင်းစီရဲ့လုံရနဲ့လူဖွဲ့စည်းတစ်ခုလုံးရဲ့အေးချမ်းမှုကြားမှာဘယ်လိုတိုင်းတိုင်းဆက်ဆက်နေလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်လိုက်ကြအောင်ဒီမှာကြည့်အရန်ရှင်းတယ်ကိုယ့်ရဲ့အတွင်းစိတ်ကလှုပ်ဆောင်ရတဲ့အပြင်လောကမှာသူများတွေအတွက်ဖြစ်ပေါ်လာတဲ့ရလဒ်ကိုရှင်းပြထားတာဥပမာကိုဒေါသကိုထိန်းချုပ်လိုက်တယ်အဲ့ဒီခါမှာဘာဖြစ်သွားလဲသူတစ်ပါးကကိုတိလက်အောင်အန်တရာနဲ့လုံခြုံသွားတယ်နောက်တစ်ခုကိုယ့်ရဲ့လောဘကိုချိုးတဲလိုက်တယ်အဲ့ဒီခါမှာသူတစ်ပါးရဲ့ပစ္စည်းဥစ္စာတွေလုံခြုံသွားရောနောက်ဆုံးကိုစကားကိုစင်ကြင်ထိန်းသိမ်းလိုက်တယ်အဲ့ဒီခါမှာသူတို့တွေကစကားလုံးတွေရဲ့ထုံးတော်မူကနေကင်ဝဲသွားတယ်အတွင်းကထိန်းချုပ်မှုကအပြင်ကကာကွယ်မှုဖြစ်သွားတာပေါ့အထူးသဖြင့်စကားနဲ့ပတ်သက်ပြီးထိန်းချုပ်မှုမရှိတဲ့အခါချစ်လာတဲ့အန်ဒီရေကိုဒီမှာတိတ်ကောင်းတဲ့ဥပမာတစ်ခုနဲ့တုံထားတယ်ဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့ဟာပါစက်ကထွက်တဲ့လန်စကလုံးတွေနဲ့တယောက်ကိုတယောက်အပြန်အလှန်ထိုးဆွနေကြတယ်တဲ့ဒေါ်လာလေးကိုထိမိတဲ့အထုံတော့တခုနော်အခုပြောနေတဲ့အယူအဆတွေကဘာသာရေးအစုံမတစ်ခုတည်းမှာပဲရှိတာမျိုးမဟုတ်ပါဘူးတကယ်တော့ဒါဟာလူသားအလုံးမှာဘုံအားဖြင့်ရှိနေတဲ့စစ်ပိုင်းဆိုင်ရာအခြေခံမှုတစ်ခုပေါ်မှာတိဆောက်ထားတာပါဘယ်လိုလဲဆိုတာစက်ကြည့်ကြမယ်ဆိုလိုတာကလူတွေကဘယ်ယဉ်ကျေးမှုဘယ်နိုင်ငံကပဲဖြစ်လူစိတ်ရဲ့အခြေခံလေဖတ်ပုံကအတူတူပဲအဓိကတော့ဘေကင်းချင်းနဲ့ဖြိုးရွှင်ခြင်းနဲ့အဲ့ဒီအခြေခံဆန္ဒတွေကလူသားတိုင်းမှာတူညီနေကြပါတယ်နေလေးစဉ်းစားကြည့်လိုက်လေဘသူကအထိုးကျိတ်ခံခြင်းပါလဲဘသူကကိုပီစီအခိုးခံခြင်းပါလဲဘသူကအလင်းခံခြင်းပါလဲဘသူမှမလို့ရှင်ဘူးလေဟုတ်တယ်မလားဒါတွေကလူသားအလုံးအတွက်တူညီတဲ့မကြိုက်တဲ့အရာတွေပဲအဲ့တော့ဒီအချက်ပေါ်မှာမူတည်ပြီးအရန်ကိုရွတ်တိရှိလက်အမေးကွန်းတစ်ခုထွက်လာတယ်ကိုတိုင်အတွက်တောင်ဒီလောက်မလိုလားဘူးမကြိုက်ဘူးဆိုတဲ့အရာတွေကိုသူတစ်ပါးကိုရောဘာဖြစ်လို့များသွားပေးရမှာလဲကဲဒီတော့အခုထိပြောခဲ့တာတွေအားလုံးကိုစူးစီးပြီးတော့တယောက်ချင်းစီကနေလူဖွဲ့စည်းတစ်ခုလုံးထိဘလို့ရိုက်ခတ်မှုတွေပြန့်နှံ့သွားနိုင်တယ်လဲဆိုတာကိုကြည့်ပြီးညီကုန်းချော်လိုက်ကြရအောင်ဒီအဆင့်၃ဆင့်ကအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းကိုပြနေတာပါပထမအဆင့်လူတယောက်ချင်းစီကကိုစောင့်ထိန်တယ်အုပ်ချုပ်တယ်ဒုတိယအဆင့်လူဖွဲ့စည်းဆိုတာလဲတခြားမဟုတ်ဘူးလေဒီလိုလူတွေနဲ့ပဲဖွဲ့စည်းထားတာအဲ့တော့တတိယအဆင့်မှာဘာဖြစ်လာမလဲဟုတ်ပါတယ်လူဖွဲ့စည်းတစ်ခုလုံးကအလူအလျောက်ကိုငင်းချသွားတာပါပဲဆိုတော့အဓိကမှတ်ထားရမယ်အချက်ကအရန်ရှင်းပါတယ်ကိုအရင်လုံးမပြုတ်ပြင်ပေးနဲ့လူအဖွဲ့အစည်းကြီးကိုပြုတ်ပြင်ပြောင်းလဲဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးနောက်ဆုံးအနေနဲ့ဒီမေကွန်းလေးကိုဘာသာကိုပြန်မင်းကြည့်ဖို့ထားခဲ့ခြင်းပါတယ်လူအဖွဲ့အစည်းဆိုတာတကယ်တော့လူတစုတစ်ဖွဲ့ကိုပဲခေါ်တာဆိုရင်ငင်းချမ်းရေးဆိုတာပါတော့
တခြားဘယ်နေရာကများအစဖြုလို့ရနိုင်အောင်ပါလဲ